Ok, mình là vào luôn hả? ဟုတ်မင်္ဂလာပါကိုတိဗေ Ok, khu vực plan tuy là vấn đề bà đấy, cho nó rồi nó xong tuy cái là bao, tất nhiên ni ba lâu xí rồi chứ này, liền, ဒီနေ့ပြည့်တော့မယ် tất nhiên pi rồi mày, ဟုတ် nó, တယ်နော် yeah, so rồi, ok, khu vực plan tuy là vấn đề đấy, khu đi time về toa vi rồi mà, oh, bên cạnh mà show về lúc phụ season xí đấy, so vi trả rồi, ấy đi, oh, bên cạnh cả bọn nó thay ngap nhưng mà, bây giờ thì nó sẽ cái này thì chấp nhận vi bảo, ဟုတ်ကဲ့ဘန်ကောက်မှာရှိတဲ့ချက်ပိတ်တယ်များအားလုံးပဲမင်္ဂလာပါကျွန်တော်ကတော့ဘန်ကောက်ကို26ရက်နေ့ရောက်မယ်ပေါ့နော်ဒါပေမဲ့29ရက်နေ့မှာတော့ဒီ AR Rhythm by မင်းချစ်သူပေါ့နော် MCT အဲ့ဒီဘားလေးမှာfamily လေးတစ်ပေါ်မျိုးပေါ့နော်အဓိကတော့ show way ရလို့တော့မဟုတ်ပါဘူးfamily လေးတစ်ပုံစံလုပ်ပြီးတော့မှဟို pride အလှူလေးပေါ့နော်အလှူပွဲလေးလုပ်ဖို့ရှိပါတယ်အအဓိကတော့ဟိုပါပေါ့တခြားအလုပ်ကိစ္စတစ်ခုနဲ့တွားရင်ကနေပြီးတော့မှဒီဟို fan နေနဲ့family လေးလုပ်လိုက်ရင်မကောင်းလားစုံလိုက်ရင်မကောင်းလားပေါ့စုံကြမယ်ပေါ့အဲ့ဒါနဲ့ကဲဒါဆိုလက်မှတ်ကောရောင်းကြမလားဆိုလက်မှတ်တော့ဘာဖြစ်ပါဘူးဒါပေမဲ့လည်းဒါဆိုလည်းကောင်းရတစ်ခုခုပေါ့နော် pride တစ်ခုခုလုပ်ကြမယ်ဆိုအဲ့ဒါနဲ့လုပ်ဖြစ်သွားတာပွဲလေးစီစဉ်ဖြစ်သွားတာပေါ့နော်အဲ့ဒါAR တံကဦးမင်းချစ်သူကလည်းဟိုကမကထလုပ်ပေးတာနဲ့ဟုတ် ok, ok, so rồi, à solution thì quay lúc mà dạy cả, oh, 29ရက် နှစ်ဆက်9ရက်နေ့ စနေနေ့ okay စနေနေ့ပဲချိန်လောက်စမလဲမသိ ဟိုကတော့ဟိုတချင်းဆိုတဲ့အချိန်ကတော့8နာရီလို့စမယ်လို့တော့ရေးထားတယ်ဟုတ်ကျွန်တော်လည်းတေချာမြောက်ဘူးသေးတော့နောက်ပြီးတော့ဘန်ကောက်မှာဘယ်လိုမျိုးဟိုလည်းမသိတော့လေအာ okay okay ကျွန်တော်ကတော့ရောက်နေမှာပေါ့6နာရီ9နာရီတည်းရောက်နေမယ်ပြီးရင်တို့အာမိတ်ဆက်တာတွေဓာတ်ပုံရိုက်တာတွေပါညာရှိမှာပေါ့နော်အဓိကကတော့ okay ဟို show ကြီးမဟုတ်ဘဲနဲ့ဟိုတွေ့လိုက်တဲ့သဘောပေါ့ကျွန်တော်တကယ်ဆို6နှစ်လောက်ရှိပြီလေအဲ့ဘက်ကိုပြန်မြောက်တာ9နှစ်ကျော် okay okay yeah ဆိုတော့အခုတချို့သိမသိတဲ့ပရိသတ်တွေအတွက်အခုကိုလုံးဝကအမေရိကန်မှာနေနေတာဟုတ်တယ်နော်ဟုတ်တယ်ခင်ဗျ ဆိုတော့အခုပြီးတော့ဒီပွဲကြလို့ရှိရင်ဟိုပယ်တချင်းလေးတွေဆိုဖြစ်မလဲဟိုတချင်းအဟောင်းလေးတွေဆိုဖြစ်မှာတော့တေးကြတယ်ဒါပေမဲ့ဟိုတချင်းအစ်စ်လေးတွေလည်းတချို့ရှိထားတယ်ဆိုတော့ဘယ်လိုပယ်တချင်းလေးတွေဆိုဖြစ်ဖို့အစီအစဉ်ရှိလဲ အော်ဒီတစ်ခေါက်ကတော့ပထမဆုံးပြန်ဖြစ်တဲ့ပွဲဆိုတော့တချင်းလေးတွေတော့အဟောင်းလေးတွေပဲပြန်ဆိုဖို့စဉ်းစားရတယ်တချင်းအဟောင်းတော့မှကျွန်တော်ရဲ့ဒီအချင်းမြောင်းခွေတဲ့တချင်းလေးတွေပါမယ်နောက်ပြီးတော့ဒုတိယအခွေဖြစ်တဲ့ဆုံးမမျိုးလင်းချက်အဲ့ဒီအခွေတွေကချင်းလေးတွေပေါ့နော်အဖြူသက်သက်တို့နောက်ပြီးအချင်းမြောင်းပေါ့နော်လေဆောင်နေတာတီလိန်ဒီနာဆိုခံယူနေမယ်ငါသက်ရှင်သွားမြေရှိနေတဲ့ခွေလာတဲ့ရင်မပြူတဲ့ပြီးတော့live show တွေမှာဆိုထားတဲ့ဒီပြန်ဆိုတေးလေးတွေပေါ့ဒီအရင်ခေတ်တော့နာမည်ကြီးခဲ့တဲ့အဆိုတော်ကြီးတဲ့တခြင်းလေးတွေလည်းပြန်ပြီးတော့ဆိုမယ်ပေါ့နော်လူကြီးလူငယ်ညအောင်လို့ပေါ့အဲ့လိုမျိုးတခြင်းလေးတွေကိုရွေးထားတယ်အစ်စ်ကတော့တိတ်မဆိုဖြစ်တော့ဘာလို့ကလေးတွေတီးမဲ့ကလေးတွေနဲ့ညှိပြီးတော့လောက်အောင်မှာဆိုတော့ရက်ကလည်းအရန်တိုက်ထိုက်ဖြစ်နေဆိုတော့လေကျွန်တော်က3ရက်ပဲအောက်မှာရှိမှာဆိုတော့ okay ပါဆိုတော့ဒါဆိုဒီကျွန်တော်စဉ်းစားနေတာဟိုနေ့ကတော့မှဟိုဖြစ်ရင်းနဲ့ကိုနဲ့တစ်ချက်ပြောပြီးကျွန်တော်စဉ်းစားနေတာအခု time မှာပြန်ပြီးသွားမယ်မြန်မာပြည်သက်ဒီနဲ့အလှမ်းဝေးနေတာကြာပြီးပြန်ဆိုမယ်ဆိုတော့ဟိုအစ်စ်လေးပြောရမှာပေါ့ပြန်တွေ့ကြမဲ့မျိုးလေးစီဆိုတော့ဟာနဲ့ဆိုလို့ရှိရင်တော့ကြိုက်တယ်လို့အဲ့လိုကျွန်တော်စဉ်းစားနေတာဆိုတော့အဲ့ဒါကြောင့်အဲ့လိုမျိုးများဆိုမလားပေါ့နော်ဆိုတော့ okay တွေ့ကျင်တဲ့အဲ့ဒီချင်းလေးပဲဆိုချင်တယ်ဟိုပေါ့ဒီတစ်ခေါက်ကတော့တကယ်ဟိုရိုးရှင်းလေးဟိုပေါ့တကယ်ဟိုချင်းဟောင်းလေးတွေပဲဆိုပြပြီးတော့ပြန်လာမယ်ပေါ့အဲ့လိုမျိုး okay okay ဘာလို့လဲဆိုတော့အဲ့ဒီချင်းလေးကကျွန်တော်ညီလေးနဲ့ဆိုတာအချင်းဆိုတော့သူကမြောက်ပေါ့နော်သူကလည်းအခုဆိုရင်တမောပြင်တတ်တော့မှာတကယ်ဆိုသူကလုံးဝမလာဖြစ်နိုင်ဘူးလို့ဖြစ်သွားတယ်တကယ်လို့သူကလာဖြစ်တော့အချိန်ကြီးပြောင်းတော့ပေါ့နော် okay okay ကျေးဇူးတင်ပါတယ်ဒါလေးယူဆောင်လာပြီလို့ okay okay ဆိုတော့အခုဘန်ကောက်မှာဟို AR Rhythm မှာအခုမလာ29ရက်စနေနေ့ညပေါ့နော်ပြီးတော့ presenter ကမောင်ဖြိုးပြေလား
ဟုတ်တယ်ဟို presenter လုပ်ပေးမဲ့ညီလေးကလည်းဟိုပထမတစ်ခေါက်ကျွန်တော်တို့စီစဉ်သေးတယ်စီစဉ်ပြီးတော့မှလုပ်ဖို့ဟာကိုမမောင်ဖို့ပြည့်ပေါ့နော်အရင်တော့ဟို Premier FM မှာဟို announcer လုပ်တဲ့ညီလေးပေါ့အခုဆိုသူကတော့တကယ်ကိုဘန်ကောက်မှာတကယ်ကိုဟိုအောင်မြင်နေတဲ့ဟို MC လေးတယောက်ပေါ့နော် presenter လုပ်နေတဲ့ကောင်လေးတယောက်ပေါ့ဆိုတော့အဲ့ညီလေးနဲ့လည်းဟိုငယ်ငယ်လေးတည်းတည်တယ်ဟိုကျွန်တော်လည်းငယ်ငယ်သူလည်းငယ်ငယ်ပေါ့နော်သူကတော့ပုံငယ်တာပေါ့အဲ့ဒါတည်တယ်ဆို Okay တော့ okay သူလည်းလာပြီးပါဝင်အားဖြစ်မယ်ပြီးရင်တခြား idea ဟိုဒီဟိုဆိုင်ကဒီဘားကလေးတွေလည်းဆိုကြမယ်ထင်တယ်ရှေ့ပိုင်းမှာပြီးသွားရင်တော့ကျွန်တော်ပြန်送ပါပေါ့နော်အဲ့မှာအကုန်လုံးက okay ကြီးတဲ့ကလေးတွေရောဆိုတဲ့ကလေးတွေရောကောင်းတယ်လို့နာမည်ကြီးရတယ်အဲ့မှာဟုတ် okay alright အဲ့ဒါဆိုရင်ဟုတ်ပရိသတ်အားလုံးဟိုကျွန်တော်ညီကိုမိတ်ဆွေတင်ငယ်ချင်းတွေအားလုံးကိုအဲလုံးပါကိုဒီဘန်ကောက်မှာလာမဲ့29ရက်နေ့စနေနေ့ညမှာသွားပြီးတော့မှအားပေးလို့ရပါပြီအခုပရိသတ်တွေကိုတစ်ချက်နှုတ်ဆက်ပေးပါဦးနောက်ဆုံး ဟုတ်ကဲ့ဟိုပြောရရင်ဆိုရင်ဟိုဒီလိုမျိုးတခြားကိစ္စနဲ့လာရင်လည်းပေါ့နော်အာအမေကိုလည်းတွေ့ပြီးကျွန်တော်ရဲ့ fan တွေလည်းတွေ့ပေါ့နော်ဆိုတော့သူအရန်ကိုပြောစရာကောင်းတဲ့ညာလေးဖြစ်မှာပါလို့အားလုံးတကယ်ဟိုအရင်တော့က vibe လေးပေါ့နော်ပြန်ရမယ်လို့ကျွန်တော်လည်းမျှော်လင့်ပါတယ်ကျွန်တော်ကိုယ်တိုင်ကလည်းအရင်ရင်ခုန်နေရပေါ့နော်ဘာလို့လဲဆိုတော့ကျွန်တော်ဒီချိန်မှာပြန်ရမှာလဲအရင်ကိုကြောက်တယ်ပေါ့နော်ဒါပေမဲ့လည်းအခုတော့ပြန်ဖြစ်သွားတယ်ကျွန်တော်အခုလိုမျိုးဟိုပေါ့နော်short interview လေးလုပ်ပေးတဲ့ MMA မြန်မာ page ကကို David ကိုလည်းကျေးဇူးများတင်ပါတယ်လို့ပြောချင်ပါတယ်အားလုံးပဲဆုံးတွေ့ကြဖို့ပြောလင့်ပါတယ်အားလုံးပဲဖိတ်ပါတယ်29ရက်နေ့ည7:00နာရီမှာ AR Rhythm by MCD မှာတွေ့ပါမယ်အားလုံးပဲကျေးဇူးတင်ပါတယ် okay အားလုံးပဲ bye bye see you 静静眼口迷光明亮哦，还有马尼的流哦，没也的那么的耶，没耶没耶，前面哦。